ကဲဖြစ်နေပြီဆိုရင်2မိနစ်စပြီးတော့မှတ်ပေးပါခင်ဗျာအသက်9နှစ်ရွယ်တဲ့အနုပညာဘိုးစပြီးတော့ဟိုဖြစ်ခဲ့တယ်ဆိုတာတကယ်ပြောတာလားအမှန်လားတကယ်ပြောတာပါဖြစ်နိုင်မွေးကလေးကဝါသနာပါချင်တာဟုတ်โอเคဒါဝါသနာပါလားကျွန်တော်သိချင်တာအသက်9နှစ်တည်းကဒီအနုပညာအလုပ်ကိုစလုပ်တယ်လို့ပြောတာမဟုတ်ဘူးပေါ့ဝါသနာပါလားဝါသနာပါလားဝါသနာပါလားကိုပြောတာโอเคကျေးဇူးပါကိုပြောတော့နေကြစီကျွေးပလိုက်မှာဟာနေကြစီမကျွေးပါနဲ့ကြောက်ပါနေကြစီကပါလေနေကြစီပေါက်ချာရှိတယ်လေဩဟွာစနေရတီးတက်လားပီယန်နိုတီးတက်လားပီယန်နိုဒီလိုတီးရအပန်းကြီးတယ်ဟုတ်လေတီးပြီးသချင်းဆိုတက်လားကောင်းတီးတက်လားတီးရအပန်းလည်းမြည်တယ်တချင်းလည်းဆိုတယ်တီးတက်တယ်ပေါ့နော်သူများတော့ကောင်းမကောင်းမသိပီယန်နိုတီးတက်တယ်ပေါ့နော်ငယ်တုန်းကလေအစိုးပြိုင်ပွဲတွေအများကြီးပြန်ခဲ့ဘူးလေဟုတ်တယ်မလားပြိုင်ဘူးပါလေဒီလေဒီကောင်းရဲ့အခုဒီလေဒီကောင်းဆိုတဲ့ character ဘဝရဲ့တကယ်အထက်ကအစစ်အမှန်တရုပ်ကိုပြထားမှာလားညီမလေးဗာမေးလိုက်တာလေဟုတ်မြန်မာလိုပြန်လိုက်လေဒီကောင်းဆိုနွားမလေးပေါ့အချင်းမလူပါလူစစ်အေးလေလူပါဟုတ်ကြရနော်မဒီဒီယာသူအချစ်ပါတိုင်းသူများကိုအေးဟုတ်တာပဲနေဟိုပါလေဒီမှာမငုံနဲ့တော့အားပေးတဲ့အနေနဲ့လိန်မွေးအောင်စင်တူဝစ်လာပေးတယ်မခေါင်းပါအစချင်လုံးလုံးတော့ယူကိုချင်လုံးလုံးပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအကြောင်းတကယ်လား TTC ရလားဟုတ်တယ်ဟမ်တောင်းမှာချော်လေးပါစီဟုတ်ပါပြီဒုက္ခပါဘလို့မအောင်စဉ်းစားလို့မရဘူးကွာအဲ့ဆိုရင်တော့ကိုထွန်းသိတယ်နော်ကဲကိုထွန်းနဲ့မတ်ဒီနဲ့ဆိုလို့ရှိရင်ဘသူနဲ့ပို့ပြီးတော့ရင်းနှီးလဲအေးလောက်ပါငါတို့မပေါ်ဘူးမင်းကိုဟောင်းမင်းလည်းမင်းကောင်းမင်းလည်း normal ဒီလေးယောက်ကကွာအန်ဒီတခုကြုံတော့မယ် normal လေးကတယောက်တည်းကိုပဲကဲရမှာတယောက်တည်းကိုပဲကဲခွင့်ရှိရဆိုရင်ဘသူ့ကိုကဲမှာလဲပြောရမှာလားပြောမှာပေါ့ကိုထွန်းတို့ပဲကဲမှာဒါပဲလေဟုတ်တယ်ဗျာကိုထွန်းနဲ့လေချီဝတ်တဲ့ချင်းလေးဆိုကြမှာကိုထွန်းခွင့်ပြမှာလားခွင့်ပြုမှာပါချင်းဆိုချင်တာလေပြောပါခွင့်ပြုတာဟုတ်ပါပြီကိုထွန်းခွင့်တောင်းဖို့လိုသေးလားလူလာပေါ့ခွင့်တောင်းဖို့မလိုပါဘူးခွင့်ပြုပြီးသားပါဆိုမယ်နော်တော့ဘူးမလည်းမသိပြောဆိုလာတယ်နည်းမူနာလေးဆိုလိုက်နေလေလေဒီကောင်အခုကလေဒီကောင်အလဲမဟုတ်သေးဘူးလေသူတို့ကိုပေးမေးလိုက်ဟုတ်မဟုတ်မေးနေတယ်လေပောက်ခွေရမေးမကိုထွန်းတို့နဲ့ဒီမှာမတ်တီတီနဲ့ဆိုရင်ဘသူ့ကိုပို့ပြီးတော့ရင်းနှီးလဲလို့ဘသူနဲ့ပို့ပြင်မှာစုံမှုလဲနှစ်ယောက်လုံးနဲ့ရင်းနှီးပါနည်းနည်းလေးတော့ပို့လိုက်ဥပမာကဲကိုထွန်းတို့ဆိုမခိုင်လေးကကိုထွန်းတို့ဆိုလဲချစ်တဲ့ခင်နဲ့မမတီတီချစ်တဲ့ခင်နဲ့နှစ်ယောက်ဆုံးလို့ဆိုလို့ရှင်တော့မတ်တီတီကိုပို့ချစ်တယ်အဲ့လိုမျိုးလေးပေါ့ဟဲ့တယောက်တော့ပို့ရမယ်မရဘူးသူတို့နှစ်ယောက်တည်းကသူ့ပို့ချစ်တာလေဘသူ့ပို့ခင်ပို့ရင်းနှီးတာလေပြောမမတီတီနဲ့တချင်းဆိုရင်လည်းခင်နေဟာအဲ့ဒါမှမသိရင်လဲစံနေမြင့်လေးဖြစ်ပြီအဲ့ဒါမှမသိရင်လဲဆက်ပြောပါဦးတကယ်ကျွန်တော်နဲ့တယောက်ဆောင်ရင်းနဲ့ပို့ခင်သွားတာလေအော်ကဲပြအကြောင်းလဲတူလေ TTC ကလည်းတူရလေကိုထွန်းကပို့သိတဲ့နဲ့ငါကတော့အနိုင်ဟဲခဏနေပေါ့တနည်းကိုထွန်းနဲ့ရုပ်ရှင်တွေပါရိုက်မှုရပေါ့အဲ့လိုပေါ့အဲ့ဒါဆိုမခိုင်လေးနဲ့ရောတရုပ်ဆောင်နေဆိုတော့မခိုင်လေးနဲ့ရောခင်ပြောလို့ရပါတယ်မခိုင်လေးနဲ့ရိုက်ချင်တာအခွင့်ရရတယ်တော့ဘေးဆိုသူနောက်ပိုင်းရိုက်တာနင်းလို့လေထွန်းနဲ့တော့ရိုက်မှုရပေါ့ရုပ်ရှင်တူရိုက်မှုရပေါ့ထွန်းနဲ့တော့အဲ့လိုပြောလို့ရပါတယ်ဟာလေခက်ထွန်းနဲ့ရိုက်တော့ဘယ်လိုလဲမင်းသမီးနေရာနေရိုက်တာလားဘယ်လိုနေရာနေဘယ်လိုရိုက်တာလဲထွန်းနဲ့ရိုက်တော့ကိုထွန်းသမီးနေရာလေကိုထွန်းသမီးနေရာကဲငါသမီးနေရာဘယ်သူမှမရိုက်ရသေးဘူးအဲ့လိုမဟုတ်တိုင်းမပြောနဲ့လေဟိုကပြောတာနဲတော့နဲသေးတယ်ဒီနဲ့ဗာနိုင်အောက်တွေပါထွက်ဖူးလားဒါမှမဟုတ်ရှိုးဝဲမှာစုံဘူးလားဘယ်မှာစုံဘူးလားလဲနိုင်အောက်ထွက်ရင်ဒီစုံတော့လောက်တာခံမှာစိုးလို့မသွားဘူးဖျားပဲသွားတယ်ဒီကတော့ဖျားမသွားဘူးဖျားတယ်ကွာဖျားသွားရင်လည်းဒီမှာတွေ့မယ်လေဖျားသွားရင်မခိုင်နဲ့တွေ့မှာလေမခိုင်လေးနဲ့တွေ့မှာလေတော်ပြီအဲ့နိုင်အောက်နဲ့ဖျားကိစ္စကြီးကတအားရိုးနေပါပြီထားလိုက်ပါတော့အဲ့ကိစ္စကြီးမေးလိုက်ပါတော့ဟိုကပဲပြောပါဟိုတရုပ်ဆောင်လားအဆိုတော်လားဆိုတာအဲ့တခုကိုတေချာလေးပြောလိုက်အဆိုတော်တရုပ်ဆောင်ဖြစ်ချင်လားသူပဲပြောစက္ကန့်30ပဲကျန်တော့လေအခုအဲ့ဆိုဖြစ်နေတာပေါ့ဆိုတော့တရုပ်ဆောင်ဖြစ်နေတာပေါ့ဆိုတော့တရုပ်ဆောင်ပဲဟေးနုပညာပို့စားတယ်ဆိုတော့ခုနှစ်နှစ်ကနုပညာပို့စားရုပ်ရှင်ရိုက်တာစားလားတချင်းဆိုတာစားလားတချင်းနေနဲ့အရင်စပြီးရင်းကြီးတာပါဟုတ်တယ်တချင်းဆိုတာအဲ့ဆိုတချင်းစားဆိုတာပေါ့အသက်9နှစ်မှာဘယ်လိုမျိုးတချင်း9နှစ်မှာချင်းမဆိုသေးပါဘူးဆိုပြီလားဝါသနာပါတာ9နှစ်ထဲကဝါသနာပါတာမဆိုသေးဘူးစိုးတယ်မပြောဘူးသူကဝါသနာပါတာကိုပြောတာဝါသနာပါတာဩအဲ့ဆိုပထမဆုံးတချင်းဆိုတာဘာမှဆိုရှိုးဝဲမှာဆိုတာလားတချင်းကိုကိုပိုင်တချင်းထုတ်ခဲ့တာလား
ပြိုင်ပွဲမှာဆိုတာ ပြိုင်ပွဲမှာ ဘလို့ပြိုင်ပွဲလဲဘလို့ပြိုင်ပွဲလဲမြန်မာအိုင်ဒေါ်လား အချင်းဆိုပြိုင်ပွဲ အေးလေမြန်မာအိုင်ဒေါ်လားအိမ်မက်စုံရလားဘာလားညာလားအဲ့လိုမျိုးလေ မြန်မာအိုင်ဒိုတို့အိမ်မက်ဆောင်ရတို့ပြိုင်ချင်တာ ဩ ကျိုးစားနေ ဒါပြိုင်ခဲ့တာကြတော့ဟိုကျေကလေးတို့ရဲ့ဂီတမိုးကောင်းငင်တို့ပါတော့ကလေး အေး ဟာ ဟုတ်တယ်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  မတီးအောင် ဟမ် ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ဟုတ် နေနော် ဟာမို့မျက်နှာမှာအမဲရှိရမလားမျက်နှာမှာဘယ်မှာသပင်နေမဲရှိရမလား အန်ဒီကေဂျာနုကိုပြောနေတာ မို့သပင်နေမဲရှိရဟုတ်တယ်မလား ပြရရှိပါလေ မို့လေမဲတော့ရှိတယ်သပင်နေမဲရှိရမလား စပယ်တင်လာလားဒဇင်းတင်လာလားမသိ ဟာ ကြည့်ဟမ် သူ့မေးခန့်တယ်သူ့မေးခန့်တယ်သူ့မေးခန့်တယ် ဟိုခဏနေဟို မေးပါအောင်မေးပါအောင်မေးပါအောင် ဒီတစ်ခါတကယ်အတီးပြောမယ် ပြော ပြော အနုပညာအလုပ်တွေကိုနားထားရနဲ့အခုပြန်ပြီးတော့အလုပ်ဖြစ်နေပါလေ ဘယ်နဲ့ခုနှစ်မှနားလိုက်တာ အဲ့စဉ်းစားလေစောင်းတာဖြစ်ပြီးအကုန်မေး ဟုတ်ဘူးလေအဲ့ဒါမှနည်းနည်းမှန်းလို့ရမှာလေဘယ်နဲ့ခုနှစ်လဲ ဟမ် ဘာဖြစ်လဲ အာ သိပြီလား အဲ့တော့2မိနစ်ကိုပြေးသွားပြီဆိုတော့ဒီအရုပ်လေးကိုမေးခိုင်းလိုက်မယ်နော် ရတယ်မေး မေး 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 အဲ့မှာထွက်လာအောင်ပါပဲ ဒီကမျက်နှာဖုံးရှင်းရနေပြီးတော့သူတို့နိုင်စက္ကန့်30ကြိုက်တာမေးခွင့်ပေးမယ်အဲ့ထဲမှာလဲသူဘယ်သူလဲဆိုတာပါနိုင်တဲ့အချက်တွေရှိနိုင်တယ်နော် ဟုတ်တယ်ကဲတော့ကဲတော့ဆယ်လီစနိုကြီးလျောက် ready ပါ ready ဖြစ်ပြီဆိုကဲမေးလို့ရပြီ ညာ တော့ထွားလေတို့လည်းမျိုးစေးမမ MS မလုပ်ရလို့လေအယုတ်လေးကို unbox လုပ်နေရလား ဟုတ်တယ်ဒါမြရုပ်ကတော့ဖောက်ကြည့်တယ်နော်တွေ့မယ်အေးတော့ကြတယ် မခိုင်လေ ချင်း မခိုင်လေးစီရတော့ idea တောင်းချင်တာပါ ဟုတ်ကဲ့ idea ဟုတ်ပါပြီဘာပဲတောင်း မခိုင်လေးလိုမျိုးအချစ်ဦးနဲ့အိမ်အောင်ကြအောင်လို့ဘယ်လိုနီးလန်းနေတုံးอ่ะတင်ပေး အော်လီဒီကောင်းလေးရလေလီဒီကောင်းလေးရလေအချစ်ဦးနဲ့ပဲညာမှာမပူနဲ့နော်ဆူတောင်းပေးမယ်နော် ခုနကမမကြီးကြီးကပြောရလေနွားလေးလား နွားမလေးပါ သူပြောတော့မခံခြင်းဖြစ်သွား မလီဒီကောင်းလေးရလို့ပြောတာပါ အပြင်လောကမှာတဲ့ဂျိုးပေါက်လာတဲ့အဲ့တော့ဂျိုးပြောက်ချင်လို့မခိုင်လေးကြီးအကြံဉာဏ်တောင်း အော်မလေးမခိုင်လေးလိုပဲဖြစ်ပါစေလီဒီကောင်းလေးချစ်တဲ့လူနဲ့ပဲညားပါစေ ယောက်ျားရှိလား စံချာမရှိပါဘူးလို့ဆို ရှိမယ်ရှိနထီးလေးပဲရှိမှာ ရီးသားရန်ကုန်ကပဲ စီစာမင်းကိုတော့မေးဖို့ခွင့်ရမရှိတော့ဘူးလေလေဒီကမေးရဖြေလေ ဟုတ်တယ်လေသူမေးတော့ဖြေရမှာလေမင်းတို့ကမေးဆိုတော့မမေးဘူး ဖေးဖေး ဟမ်ဒီလီလား ဟုတ်တယ် ဟုတ်ကဲ့ အဲ့ရနိုးလာပြီသူ တကယ်တကယ်ကြားတာဒီကစုံတော့လို့ရှိရင်ဘာတွေမှာကလပ်တွေမှာထောက်လန်းနေလို့ကြား ဒါပဲလေသူတို့တွေကဘားတွေကလပ်တွေပဲသွားဖျားသွားတယ်သူမရှိဘူးတကားအားဖြင့် အဲ့ဒါဆိုရင်တော့ဝေးသွားသူကဘာလဲမတော်ကလပ်လည်းမတော်ဖျားပဲတော် ဖျားမှာတငယ်လေးတွေတွေ့မလားဆိုပြီးသွားမလား အစာကင်းလေးတွေ မလုံနဲ့အစောက်ကင်လေးတွေမလုံနဲ့ပြီးနွားမလေးဖြစ်မယ်နော် ဟုတ်တယ် ကျွန်တော်တော့အိမ်တစ်ခုလို့မသွား တော်ပြော ပြော ဒီတစ်ခါတော့မောင်းပါလား မအောင်ပါလားအခုမားနိုင်တယ်လေဒီမှာဒီကောကိုစဉ်းစားထားတာက3လောက်ရှိတယ်အဲ့3လောက်ထဲကတယောက်မှမဖြစ်နိုင်တော့ဘူးအခုမားနေပြီအခုကိုမားနေပြီ အမနဲ့ရောက်တော့ကမရှိဘူးဒီမှာ ဟုတ်တယ် အဲ့ဆိုရင်တစ်ခုမေးမယ် မေး အဲ့မှန်တော့ဖြေနိုင်သွားမှာပေါ့နော် လေမေး သူပြောရလေ ထွေးမလောင်းကိုဘယ်လိုမျိုးအကြီးချစ်တတ်မှတ်ချက်တွေနဲ့ရွေးချယ်မှာလဲမှတ်ထားတယ်လို့ သူပြန်မဝင်တော့မယ် ကိုကတော့နော်မင်းမတယောက်ဘယ်လိုယူရမလဲစဉ်းစားနေအချွေးမလောင်းကိစ္စမစဉ်းစားနိုင်ဘူးဝေးသေးတယ်တော့မလေးကလေတော့မလေးအကြောင်းသိနိုင်မဲ့ဟာကိုမေးစမ်းပါ နောက်တစ်ယောက်တော့လူနေတယ် တောင်းပါလေတားလေးတောင်းလိုက်ပြောချင်တာ အော် သားလေးကတော့နော်ကွန်ပျူတာနဲ့တခြားစီချောချက်ပဲ ဟုတ်ပါ ကဲပြောကဲအဲ့ဆိုလေပြော ထွေးမဖြစ်ဖို့အတွက်နီးလန်းမပေးတာမပြောတော့ ဟာ စိတ်ကောက်သွားပြီ ဘလို့ပုံစံမျိုးချွေးမကိုလိုချင်လို့နွားမလေးမျိုးလိုချင်တာလား ဒီလိုပုံစံမျိုးချွေးမောက်လိုချင်တာဒီလိုပုံစံမျိုးချွေးမောက်လိုချင်တာတားရရင်တားယူတားမရရင် တားမြရင်ငါယူ တော်ပြီယောက်ျားလေးအခုကစနေတာနွားမလေးယောက်ျားလေးစိတ်ကုန်းနေ အော်အဲ့ဒါမျိုးပြောသမှာဟာလားဘာဖြစ်လို့စိတ်ကုန်နေတာလဲ လက်ချန်ထဲမှာနွားတွေအများကြီးဟုတ်ကွာ ဘာဖြစ်လို့စိတ်ကုန်နေတာနော်မလေးက ဒါလေးပြောရင်တော့
ကုန်တော့မှာနော် အာ ခုနွားမလေးရတကယ်လို့အခုဒီ season ပြီးသွားလို့ရှိရင်နွားခြံထဲကိုပြန်ရတာပေါ့အဲ့နွားခြံထဲမှာနွားမလေးတွေနဲ့တူတူနဲ့နွားထီးလေးနဲ့နေတာလားရောပြီးတော့နေကြလား နေပါလို့မို့လို့ ဒီဘာလို့မလို့လဲ သွားလေကျွန်တော်လေနွားခြံ โอเค သူကရောမနေဘူးတီးတန့်ဆင်းမြင့်မှနေတာ အော်တော်တီးတဲ့အစင်းမြင့်နေအမေ အခုကျတော့မေးတတ်တယ်သလားလက်ချန်ထဲသွားတယ်ပါခုနကမေးဆိုတော့မမေးဘူး ဆိုတော့စင်မော်မှာ on the elephant မှာ on the car ကဲစက္ကန့်30ပြည့်သွားပါပြီအဲ့တော့ တခုလေးပဲနော်မလေးကအပြင်မှာလေးသမင်းအရှိလားအတူလားအဲ့တခုလေးပဲ မြင်းနေတိုင်းမှာပဲရှင် ဒါအော်မြင်တဲ့အတိုင်းမှာပဲလေ အဲ့တကယ်တော့အမှန်တိုင်းပြောနော် ကတုံးဖားလာချတာ သူတို့မေးခွင့်ရှိတော့ မရှိတော့ပြီလေ သူတို့မေးခွင့်ရှိလို့ ဟမ် ဟုတ်တယ်သူငါပါလာဆွာတယ်မင်းတို့လောက်တာငါပါဆွာခံနေရတယ် မဟုတ်လေနောက်ကကြာနေတာအမီသမင်းမဟုတ်တော့ငါမှန်းခက်လို့ ကဲတော့အချိန်ကပြည့်သွားပြီဟုတ်နှစ်ပတ်စလုံးတော့အချိန်ပြည့်သွားပြီ The Masked Singer.